ရံဖြစ်လိုက်တခါတလေချောလိုက်ဒီဘောပဲနေပြေးရတယ်ပြေးချောရတယ်ပြောနေမှာမဟုတ်ရှားရတာမောလာပြီဒီမှာနာနေပြီကင်းနေလေးရောက်ပြီဟာသူမင်းကတော့ရှိတဲ့နေရာမသိလို့ပါဟာမင်းခေါ်ဖို့ရမလဲဘူးလားလက်လန်နေမလဲဘူးရှိတဲ့နေရာမှာရှိပါတယ်ဟာလားဟာအဲ့ငါတို့ကလည်းကိစ္စရှိလို့မင်းလာရှာတာပါဘာမနေ့ပြန်ခန်းတရားမျိုးလာဖိတ်တာမနေ့ကချင်းမျိုးသားနေတယ်အဲ့ဒါဟိုကချင်းရွာကရွေးရှိမယ်နောက်ပြီးတော့ဟိုဘာတွေလဲရှိရရှိမယ်တဲ့ဟုတ်ပြီရှိရဘာတွေရပေါ့နော်အဲ့ဒါဆုံးနေရပဲလို့ပြောတာပဲအဲ့ဒါဝင်တိပြီလို့ပြောနေတာလေလားဒါမှလုံးမနေလားဘိုးစောင့်နေကြပြီရိုးရဆောင်အောင်မဲပြတာမလားဟုတ်တယ်ဟောအဲ့လိုချင်းကျွန်တော်တရားဝင်နော်ဘာလဲပါကျွန်တော်မနေ့ပြန်ဆန်လာစမှာဘာလဲပါတော့စားတော့လဲစင်ပြတာကြိုက်မလားကြိုက်ပါတယ်စားအဲ့ပါတော့လက်ပြောက်လိုက်ကြပေါ့အဲ့ပါမင်းတို့ကဟိုလာရှာတာအားနာစရာကောင်းတယ်ကွာငါမရှိဘူးဆိုမင်းမနေနိုင်ကြဘူးနဲ့တူတယ်မတားရီမလို့ဒီနာပြတဲ့မဲကိစ္စရှိလို့လာခေါ်တာဟုတ်တယ်လာရှာအဲ့ပါဟောနေတာအဲ့ပါမနေ့ပြန်စနေနိုင်နော်စနေနိုင်ဟုတ်လာပြောက်လာခဲ့နော်အဲ့ပါရအောင်ဆဲလာခဲ့နော်စကြည့်လိုက်မလို့ဟုတ်တယ်မို့ပေးထားနော်ဟောလေတောင်းပဲစီအဲ့ပါဘိုင်ဘိုင်ဘာတမ်းမလဲဒီလိုလေဒီနေ့တော့ပြောလားဒီနေ့ချင်တာချင်းနေအတူတူတွေ့နော်မောင်တော့ဘယ်လိုချင်လဲမောင်လည်းဒီနေ့တော့အားပြောတယ်ချင်းနေဒီလောက်တူတက်နေမလို့မောင်တော့လုံးဝမထင်ခဲ့ဘူးဟုတ်တယ်နော်မောင်ချင်းဝတ်ဆောင်ပြင်းနေဆင်းလိုက်တော့အရန်လာသွားတာပဲပြီးတော့ချင်းဝတ်ဆောင်ပြင်းနေမိုးလဲဒီစုံတော့လိုချင်လိုက်တာအေးပါမောင်ဝင်နေအောင်သူဆောင်နော်ပြီးတော့ချင်းစင်နေလေအမျိုးမျိုးပဲနော်ဒီဇိုင်းအမျိုးမျိုးပြီးတော့အရာမျိုးမျိုးနဲ့အရန်လာတာပဲနော်မောင်ဟောမိုးကြိုက်တာပေါ့ကြိုက်တာသူတို့တွေဆိုရင်လေသူတို့ဘဝစားလို့ဆိုရင်ဘယ်လောက်လာလဲဆိုတာတော့ဘိုးလည်းကြိုက်တော့လို့မောင်ပြီးတော့ချင်းရကလည်းမျိုးမျိုးပဲနော်ချင်းတွေသူတို့ကတဲ့ထဲကမင်းကလေးတွေချိပေးကတဲ့အကလေးကိုကလေးမသိဘူးအသေးပုံပေါ်တဲ့ကလေးအေးကလေးလေးအချီတို့ကောင်းဆုံးဝင်တော့မှာမိုးဆွဲလေမိုးဆွဲတော့ရင်မလားဟုတ်တယ်ချီကောင်းလို့မောင်လည်းချင်းနေဒီလောက်စူတက်ကတ်တယ်လိမ့်မယ်လို့မောင်လုံးဝမထင်ရဘူးမောင်စင်သူတို့အရာလေးစားတော့တယ်အရာလေးအထင်ကြီးတော့တယ်မိုးဆွဲလေချီကောင်းလို့မြေတောင်ခဖို့တာမိသွားတော့လို့ပဲမိုးပြောတယ်မလားပြောတာပေါ့မိုးပြောတယ်ဆိုရင်မောင်ကပြောနေတာလေမောင်ရပြောတာပြောတော့အရာပြောတာပဲတိုင်းလိုက်ကြတော့တော့ကြတော့တက်တယ်ဒီကံပေါ်နေတယ်ဟာမင်းကဒီရောက်နေတာကိုငါခုမှရောက်တာဟာဒီတော့ကြတော့တက်ပြတာအဲ့ဒါကနည်းနည်းတက်ပြတယ်ဆန်းတယ်လို့လုပ်နေရတယ်ဟုတ်ပြီလိုလဲဒီနေ့ကကျင်းလို့ကောင်းလားဟာကောင်းတာပေါ့ဘာလို့ပြောတာမင်းတို့အကကြီးကဒါမှတာပဲအဆူတော်တွေကလည်းတကယ့်အဆူတော်တွေပဲဟုတ်
ဒီလိုကတော့ချင်းနေတာ မင်းတို့ကအရန်လေးစားတော့တယ်ကွာမိုးတောင်တွေကြည်ကောင်းလုံးလို့မြတ်တောင်ခပ်ဖို့တောင်မွေးသွားတယ်လေခဏတင်တော့ပြောတော့တာကျိုးပါပဲကွာတက်ချီဖို့မမေ့လို့မောတာပြောလေမင်းတို့ချင်းဝတ်စုံနဲ့တဆုံလောက်ဒီမှာတောင်းနေတာတအားလှခိုင်းနေတယ်ရမ်းလာတာပဲနော်ဟိုအဖေချင်းဝတ်ဆောင်ပြည့်နေပြင်လိုက်တော့ရမ်းလာတော့တာပဲနော်ချင်းရဝတ်ဆောင်ပြဟာကေကွာမင်းတို့ဒီငါအရာအချိန်လေးကြီးသွားတယ်ကွာမင်းတို့ဒီလောက်တုတ်တက်မလို့ဒီမှာလုံးဝမထင်ကြဘူးနောက်ဆုံးမင်းဖေနော်ခါလည်းဖိတ်မယ်နောက်ဆုံးမဖေဟုတ်တယ်ဘယ်လိုလဲဖိတ်မယ်နော်ဆောင်းနိုင်ရောစီပဲမင်းတို့ပြောတာပဲအရင်ကတည်းကတော့ဝင်ခွင်းနားတာဝင်ဆောင်းနေတာမင်းတို့ငါပြောပြီးပြီနေရတာငါကြည့်ရတာစားဘူးတော့ဘူးနဲ့ပဲတမ်းနေကြတယ်ဘာစားဘူးတော့ဘူးလေခုမှလည်းဟုတ်သမီးလားသမီးနေပါလေဟိုတော့ဝါဒီပဲလာကြတယ်ပွဲရှိတိုင်းကိုစားစရာပါတယ်ဆိုပြီးတော့တွားနေလို့ပြုံးတော့ရပါဘူးဒီလိုဖိတ်စားနိုင်ဘူးတော့ဖြားတယ်လို့လေတုံးပွဲပဲစားတာဖြားလို့တနာပါလေကွာဟုတ်တယ်အဲ့ဒါနေမကောင်းလို့နော်တိတ်မဆောက်စားမကြည့်ဘူးပြေတော့စားမကြည့်ဘူးတုံးဘူးပဲပါနောက်ဆိုရင်လည်းဒီလိုပွဲရှင်တော့ဖိတ်ထားအောင်ပေါ့အိမ်နဲ့ပွဲလိုက်လာပြင်အဲ့ပါမဖိတ်ရင်လည်းလာမှာစားရဆုံးခေါ်ခဲ့ဟုတ်တယ်ဆောင်းစားရရှိမှခေါ်ရမှာนี่ရဘူးလည်းမဟုတ်ပဲနဲ့ဘယ်လိုဖြစ်လာလဲအခုမိထားတဲ့လည်းသိမယ်လို့ကိုလည်းပြောတယ်တော့ဘူးလည်းparte umana chu ni ta ka to lo ding nan o parte ko ya sin da